ကျမရဲ့ကောင်းလေးကနှစ်ပေါင်းများစွာလူမှုကွန်ရက်မှာကျမအကြောင်း post မတင်ဘူးဒါလေးကိုအတူတူရေးကြည့်ကြရအောင်ကျမရဲ့ကောင်းလေးဆိုတော့ my boyfriend နှစ်ပေါင်းများစွာဆိုလို့ရှိရင် in years year မှာ s ကလေးပေါင်းပေးရမယ်လူမှုကွန်ရက်မှာဆိုရင် on social media เนาะ on TV on internet on YouTube on TikTok on Facebook ဒီလိုမျိုး social media တို့ TV တို့ဆိုလို့ရှိရင် preposition on ကိုသုံးတယ်ကျမအကြောင်းဆိုတော့ about me post မတင်ဘူးတဲ့ဒီစာကြောင်းမှာကိုရေးချင်တာကဟိုးအရင်ကနေဒီနေ့ဒီချိန်ထိကိုအကြောင်း social media မှာတခုမှ post မတင်ဘူးလို့ပြောချင်တာဖြစ်တဲ့အတွက်present perfect tense ကိုသုံးပေးရမယ် present perfect tense ရဲ့ pattern လေးကတော့ has or have plus verb 3အငင်းဝကြရေးမယ်ဆိုရင် has or have not plus verb 3 verb 3ကိုတနည်းအားဖြင့် past participle Facebook ပေါ်မှာပဲဖြစ်ဖြစ် online ပေါ်မှာစာရေးတင်တာဗီဒီယိုတွေလုပ်ပြီးတင်တာကို post တင်တယ်လို့ခေါ်တယ်အဲ့တော့ post post ဒါက verb 1သူ့ရဲ့ verb 3 posted posted ရုပ်ပြီးသားလေးကိုဝကြတစ်ကြောင်းပြင်အောင်အတူရေးကြမယ်အရင်ဆုံးစာကြောင်းရဲ့အစမှာ subject ရှိမယ် subject က my boyfriend subject ပြီးရင် verb လာမယ် verb က present perfect tense ကိုသုံးမယ်ဆိုတော့ my boyfriend ဒီတဦးတယောက် subject အနေကိန်းဖြစ်တဲ့အတွက် has ကိုသုံးပေးရမယ်အငင်းဝကြရေးမှာဖြစ်တဲ့အတွက် hasn't post မတင်ဘူးဆိုတော့ past participle ကိုသုံးပေးရမယ်အဲ့တော့ posted ဘာအကြောင်းမတင်တာလဲကျမအကြောင်းဆိုတော့ about me ဘယ်ပေါ်မှာလဲ social media ပေါ်မှာဆိုတော့ on social media နှစ်ပေါင်းများစွာဆိုတော့ in years my boyfriend hasn't posted about me on social media in years အကယ်၍များကျမခင်ပွန်းကနှစ်ပေါင်းများစွာလူမှုကွန်ရက်မှာကျမအကြောင်းတစ်ခုမှ post မတင်ဘူးလို့ပြောချင်တယ်ဆိုရင် my boyfriend နေရာမှာ my husband ပြောင်းလိုက်ရုံပဲကျန်တာကစက်ကူရေးရုံပဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဒီလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် thank you bye bye